ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါလိုင်းပေါ်မှာတော့တွေ့လေးလာနေတဲ့ကျွန်တော်ရဲ့ညီကိုတို့ကတော့ကျွန်တော်မေးတယ်တော့တွေးဖို့တွေးကြီးလေးပြပြပါကျွန်တော်စနစ်တကျပြပြမယ်ဒီရဲ့ဆရာကိုတွေနော်ကြော်သွားကျွန်တော် channel ကို like subscribe လုပ်ထားပေးကြပါခင်ဗျာကျွန်တော်ကျေးဇူးတင်ပါတယ်ဒီညာလေးမျှဝေပြီးတော့ဒါပုံပြောင်းတော့နော်ပုံပြောင်းတော့ဒါကျွန်တော်ဒီထောက်မှာဘူးထောက်မှာဒီမှန်ဘလူးတွေကတ်ကြီးမတုံးနော်မတုံးတာမတုံးတင်ညာရကြပါစေနော်ဒီတစ်ချောင်းနဲ့ပဲတွေ့ကြအောင်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေဘူးသူတရပါနော်ဆိုရင် line share လေးလောက်လာပြီနော်ဒါကျွန်တော်တို့ပုံပြောင်းတော့လာမှာဆိုဒီကောင်ဒါအရင်ဖြုတ်ပါဒါပြီးမှဖလော်လိုက်ဖလော်ပြီးတာထောက်ပါပြီနော်ကျွန်တော် channel ရလာဆိုင်ကနေပတ်သက်တဲ့တင်ညာလေးလည်းတင်ဆက်ပြပါတိပါခင်ဗျာကျွန်တော်ဒီမှာပလေယာနဲ့ဒီဘေးနှခမ်းကိုကျွန်တော်တို့ဒီမှာဆက် cover လေးလောက်ထားပေးကြပါဗျာအားလုံးကျေးဇူးပါတယ်ပလေယာလေးရတော့ဝက်လက်အပြာလေးရနော်ကျွန်တော်ဒီကောင်နည်းနည်းလေးစီဒီခါလိုက်လူဝန်တိုင်းဆိုတော့လွယ်နော်ဒီပေါ်တူထွက်တယ်အဲ့လိုဟာပြီးကျွန်တော်ဒီကောင်လေးကိုနော်နည်းနည်းဖိတာမှာဒီကရှိတာနော်စနစ်တကျလေးခလာလာမှာဒါဆိုထွက်တူဝါစာတကွင်းရှိတယ်ပါဒီပညာရေးတက်သွားရင်နော်စံတက်မကောတော့နော်ကိုတိုင်လေးလာရတာနော်ဆိုနေတော့ပုံမြောင်လို့တူပဲတော့ဒီတော့မပေးကြရနော်ဒီတော့ကြပါလို့ရှိရင်ရှင်ဖွင့်လို့မရအောင်နော်ကြီးတွေမပေးကြနိုင်အောင်ကျွန်တော်မှနှိုက်လိုက်သူကဒီโอเคဒီထဲမှာဘာမှမရှိနော် supply ထောင်းလာကွာဒီတော့သူတို့လောက်လာပြီဒီမှာကတွေ့ရလားမသိနော်လေးတွားပဲပါလာတာတွားပြောင်းလာတော့ဒီလေကျွန်တော်ဒီတွားကိုဒီမှာတော့အညီတွေ့ရမှာနော်ဒီမှာချက်ပြမတွေ့ဘူးနော်ကျွန်တော်တို့ကျွန်တော်တို့ဒီမှာဒီကောင်ရှိတာချနော်ကျွန်တော်တို့ဒီလိုထိုးထဲမှာဒီမှာဒီချစ်ကြီးကိုဖြောက်လိုက်မှာနော်ဟုတ်လားဒီမှာ supply တစ်ချောင်းပါကျွန်တော်ဒီကြီးကိုချလိုက်ကြည့်ကြအဲဒီကျွန်တော်တို့ဒီမှာထိုးထဲမှာထိုးထဲပြီးတော့ဒီမှာမာကာပေးမှာဒီလိုအချုံတစ်ချောင်းလို့နော်ကျွန်တော်ဒီဘက်ချမ်းတော့လားစပေါ်တိုင်အချွန်လောရနော်ဒီကြလေးချက်တော့မြောင်တဲ့လေဆိုင်မတွေ့ရโอเคအဆုံးထိထိုးထက်တော့ညီကိုတော့ညီလေးညာညာနိုင်ရှယ်လေးလောက်လာပြီပါညာရကြပါစေခင်ဗျာရှိတဲ့ဆရာများကျွန်တော်လည်းမောဒနာပါပါတယ်ခင်ဗျာအဲ့တော့ညဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာစင်ကတင်ဝါဒနာပါတယ်ဗျကျွန်တော်ကဒီမှာဒါသင်းတစ်ချောင်းနဲ့ပဲကျွန်တော်တို့ဒီမှာနော်တော့တူရင်ဟာကျွန်တော် channel ဆိုင်ကနေပတ်သက်နေတင်ညာညာကိုပဲညှောက်ပြီးမှချက်ပါနော်ပြရအောင်လေးတောင်းကြီးကိုတော့ဒီကောင်ဝီပုံပြောင်းတွေးမနော်နည်းနည်းတွေးလိုက်နည်းနည်းတိုင်လိုက်သူနတ်တော်လို့ရှိရင်ဒီတော့ပြန်တုံးလို့မရတော့ကြီးလိုက်လည်းမပြီးပြောင်းတော့ပြောင်းသွားဖြင့်ဖွင့်မရပြောโอเคဒီမှာညီကိုတို့လည်းညီပါပြီနော်တွေးကြโอเคအဲ့မှာနံပါတ်1ညီပါပြီနော်တွေ့ရအောင်နော်တွေ့ရပါတယ်ဆိုတော့ဒီမှာနှစ်သွားမညီမတွေ့ရတယ်တစ်သွားညီပါအဲကျွန်တော်တို့ကထပ်ဖြောက်မှာဘာရှိလေးကိုထပ်ဆွဲထောက်မှာနိုင်စေလောက်လာပြီပါနော်โอเคပါပညာရတယ်ဆိုရင်ပညာရတယ်လို့ပဲရေးလာပြီကဲအဲ့ဒါကျွန်တော်ဒီမှာပြီးလာမယ်ပညာရပါတယ်ခင်ဗျာမှာကပြီးပြချမှာကျွန်တော်ဒီပညာရကျွန်တော်လွယ်လွယ်မရအောင်နော်တနေ့တက်မရတာတော့ကျွန်တော်ဆိုင်ကဝါဒနာပါတဲ့သူတွေကိုညဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကြောင်းစားပြီးတော့ညဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ
နောက်တဲ့ဆိုင်ကနဲ့ပတ်သက်ပညာတွေကိုအများတိုင်းပြင်ဆက်ပြီးမှဖြစ်ရတော့နော်စကပါလေးလောက်ထားခြင်းပြ ဒီကောက်ပြန်ထဲမှာ နော်တင်ရကျွန်းနဲ့ပါခင်ဗျ ညာလည်းရကြပါစေနော်ကဲနှစ်ချောင်းကြီးနေ ကျွန်တော်လည်းတင်ညာရပါတယ်ခင်ဗျ နည်းကြီးသွားမှာတစ်ချက်လည်းတွေး မင်းစီရိုရဲ့ရိုက်ကြပါစီစတော့ပေးနော် ဒီလာနိုင်သွားတာတော့မှာတာလို့ဖြင့်ငါးလုံးများတော့တော့တစ်ချောင်းလုံး โอเค ကဲအဲ့ဒီနံပါတ်3ကျွန်တော်တို့ဖြောက်မှဒီလိုပဲနော်တော့ဖြောက်မှကျွန်တော်တို့ဒီမှာထိုးမှထိုးပြီးကျွန်တော်ဒီမှာမာကာပေးအောင်နော်ကဲမာကာပေးမှဖြောက်မှဖြောက်ပြီးကျွန်တော်တို့မှာပြန်ပေးမှ ဘာမှအသိမခောက်တယ်နော်ကြည်ရတာလွယ်ဆိုင်မှာတော့ရပတ်စံတော့ခေါ်ရနော်1000ခွဲ2000ခွဲတော့အခုဈေးနဲ့ဆိုပေါ့2000နီးပါးကုန်ဒီတော့ဒီပါတော့တဲ့ဟာဒါလေးကြည့်ရကိုယ်တိုင်လုံးနိုင်ကြပါစေစတောင်းပေးနော် ပုံမှန်လို့မှာတော့လွယ်တယ်နော်သူကတော့မတိမ်မရင်းလေးတွေလောက်ပဲရှိ သစင်းတက်လက်စင်ရစင်တည်နော် ကဲကျွန်တော်ဒီမှာစပယ်နော်ဒီထဲမှာတကယ်ပြောင်းပါ သစင်းတယ် ပြီးတော့ဒီမှာ ဟောဦးလက်ပြားတယ် ကျွန်တော်ပြထိုးမှ အချုံလေးတစ်ချောင်းနဲ့စင်ရစင်တည်နေပြီတော့တွေ့ရပြီနော် နည်းနည်းကြည့်ရနေတယ်နော်ဒီမှာနည်းနည်းကြည့်ကျွန်တော်ထပ်ဖြုတ်မှဒါပြီးရ line မှာ โอเค တဲ့လားမတဲ့လားဆိုတော့သူရဲ့ဒီ line လေးပြန်ကြည့်လို့ရတစ်ချက်လည်းမတွေးချတာနော် โอเค ကျွန်တော်မှာထပ်လောက်မှာ ကျမယ် ဒါဆယ်လေးလောက်တာပြပါတော့တခါကြီးကိုလေးစီသွားတက်သွားရအောင်နော် โอเคလောက်ထားပေးပါတယ်ကျွန်တော်လည်းလောက်ထားပေးပါတယ် ဒီတော့တက်တလောက်ပဲဆရာကြီးတော့မဟုတ်နော်ဆရာကြီးတော့ကြော်သွားပေါ့ဆရာဆိုရင်ကျွန်တော် ဒီဆရာကိုလည်း CRT ပေးပါရနော် မာကာပေးလေဒီအသေးလေးမှာပေးပါနော် CRT ပေးပါတယ်ဆရာဝဲ အသေးလေးကလည်းမာကာပေးပါဒီမှာအကြီးကမဟုတ်နော် ဆရာဗီဒီယိုရဲ့အရင်ကောင်းပါလေကျွန်တော် CRT ပေးပါတယ်ဆရာနော် ကဲအဲ့ဒါဆိုတော့ဒီမှာ ပြီးထင်မှာနော် ဖွင့်လို့ရတာမရလားနော်ဒီမှာကျွန်တော်ကျွဲဒီမှာတော့မြောင်ရှိတယ်မြောင်လည်းပဲထက် โอเคပြီးရ ဒီကိုတော့နော်ဟုတ်လား โอ้စင်တရားနော် ပွင့်သွားရင်နော် ဒီမှာ ဒီကောင်မပွင့်အောင်ဒီ ပညာမတိုင်ခက်နော်တရားတော့လည်းမလဲ ဒါနော်လက်ထောက်တော့ကြောက်တာတော့ဘာတာတော့ဆိုလဲညီနော်ဒီမှာပဲမှုကြည့်ရအောင် โอเค ဒီကောင်းလေးတွေကိုမတွေးထောက်လိုက်နဲ့တွေးထောက်လိုက်တော့မနေတော့ဘူး โอเคပါကျေးဇူးပါဆရာ လောက်တာပြပါတော့အကလုံးပြညာရကြပါစေဗျာနော် ကျေးဇူးတင်ပါတယ်ဆရာဟောတယ် CRT ပေးပါတယ်ဆရာ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ